Amen မနေ့ကဆိုကျွန်မအားရပါရပဲဖခင်ရဲ့မျက်မှောက်တော်ထဲမှာကျွန်မကိုးကွယ်တယ်ကခုန်တယ်ချီးမွမ်းတယ်အဲ့ဒီအရာကနော်ကျွန်တော်တို့ရင်တော့ကျွန်တော်တို့မှတ်မိလားမသိဘူးသစီတီတသေးလေးရှိနေတဲ့အချိန်တုန်းကအားရပါရကိုးကွယ်တဲ့အရာကိုမနေ့ကညကကျွန်မပြန်ခံစားတယ်ကမဘုရားသခင်ကြီးစွာကိုအယံမဲ့ချီးမွမ်းတယ်ကျွန်မဘုရားသခင်ကိုကိုးကွယ်ဖို့ချီးမွမ်းဖို့ဆိုကျွန်မလုံးဝမရှက်ဘူးဘလောက်ပဲမြန်မာထမိန်နဲ့တတရရဝတ်ထားပါစေဘုရားကိုချီးမွမ်းရမယ်ကိုးကွယ်မယ်လက်မြောက်ရမယ်ကခုန်ရမယ်ဆိုကျွန်မလုံးဝမရှက်ဘူးကျွန်မမှတ်မိသေးတယ်ကျွန်မအော်ဇီကိုသွားတဲ့ခါမှာဩစတြေးလျနိုင်ငံကိုသွားတဲ့ခါမှာတနေ့ကျတော့ကျွန်မကနှုတ်ကပတ်တရားတော်ကိုဝင်ငှတယ်ဝင်ငှနေတဲ့အချိန်မှာကျွန်မဘလို့တောင်ဝင်ငှလဲဆိုတော့တခါတည်းကြနတ်ဘုရားသခင်ရဲ့အကြောင်းကိုဘုရားရဲ့မျက်မှောက်တော်တန်ရှင်တော်ဝိညာဉ်တော်နဲ့ဆိုင်တဲ့အရာကိုပြောပြဖို့ရန်အတွက်ဘုရားရဲ့အလုံးလုံးပုံကိုမြေပုံနေနဲ့တောင်ကျွန်မပြပြီးတော့ပြောတာအဲ့ဒီအချိန်မှာဘုရားရဲ့တန်ရှင်တော်ဝိညာဉ်တော်ကကျွန်မကိုဘာစကားပြောလာလဲဆိုတော့အထက်ထဲမှာဘလို့နှိုးဆော်လာလဲဆိုတော့နေရက်တန်းကရက်လိုက်တော့တဲ့ငါအကြောင်းကိုငါပြောမယ်တဲ့နေလုံးမဲ့အရာကဘာလဲဆိုတော့ငါရဲ့အရှိမပြုတ်ဝတ်ပြီးတော့ငါ့ကိုကိုးကွယ်ပါတဲ့ပြုတ်ဝတ်ပြီးတော့ကိုးကွယ်ပါဆိုတဲ့အရာကဘာကိုပြောတာလဲဆိုတော့အခုချိန်မှာပြနိုင်ဖို့ရန်အတွက်ကဲလာအောင်ကိုကျော်လာအောင်ဒီတခြားသူမဟုတ်ဘူးသူလက်ခုပ်တီးကြိုဆိုပေးပါအဲ့တော့ပြုတ်ဝတ်ပြီးတော့ကိုးကွယ်တယ်ဆိုတဲ့အရာကိုတစ်ချက်လောက်လုပ်ပြပါ worship တရားဆိုတော့ဟောင်းရင်ဘက်လေးပါထိလိုက်အေးဟုတ်ပြီအဲ့ဒါပြက်ပြီးပြုတ်ဝတ်ပြီးတော့ကိုးကွယ်တာစဉ်းစားကြည့်ပါကျမတခါမှမရောက်ဘူးတဲ့အသင်းတော်ကျမတခါမှမကြွဝင်ခဲ့တဲ့လူတွေနဲ့ကျမသွားပြီးတော့စုံတွေ့ပြီးတော့နှုတ်ကပတ်တော်ဝင်ငှတဲ့အချိန်မှာဘုရားသခင်ပြောလာတဲ့စကားကသူ့ရဲ့မျက်မှောက်တော်အရှိမကျမကိုပြုတ်ဖို့ပြီးတော့ကိုးကွယ်ပါတယ်ဒါနဲ့ဘုရားသခင်ရဲ့စကားကိုကျမနည်းနည်းလေးဘုရားသခင်တိတ်အဆင်မပြေဘူးပေါ့နော်ကိုကောင်းထဲမှာအဲ့ဒီလိုမျိုးဘုရားနဲ့ကိုယ်နဲ့ struggle ဖြစ်နေတဲ့အချိန်မှာကျမခေါင်းထဲမှာရှိတဲ့ပြင်ထားတဲ့နှုတ်ကပတ်တော်အားလုံးကအကုန်လုံး shut down ဖြစ်သွားတယ်blank ဖြစ်သွားတာအဲ့လိုဖြစ်ဘူးလားမသိဘူးပြောစရာစကားတစ်လုံးမှမရှိတော့ဟောစရာနော်ကျမပြင်ဆင်ထားတဲ့ data တွေအကုန်ရှိရဒါပေမဲ့အဲ့ဒီအရာတွေကိုကျမပြောဖို့ရတဲ့လုံးဝမပြောတတ်တဲ့လူအတယောက်လိုကိုကျမဖြစ်သွားတာဒါနဲ့အဲ့ချိန်မှာဝိညာဉ်တော်ဘုရားကိုကျမလုံးဝလုံးလဲလျာကြိုးဆိုလိုက်တယ်ကျမကျမ်းမြေပေါ်မှာမှောက်လိုက်တယ်အဲ့လိုမှောက်ဖို့မလွယ်ဘူးကျမကိုဝင်6လကျော်နေပြီမင်နိုရာလေးကိုကျမကိုဝင်လွယ်ထားတာကိုဝင်6လကျော်နေပြီကျမအဲ့ဒီကိုဝင်ကြီးနဲ့ဖခင်ရဲ့မျက်မှောက်တော်ရှိမှာဖခင်ဘာလို့ခိုင်းမှန်းကျမနားမလဲဘူးကျမသဘောမပေါက်ဒါပေမဲ့နားလေမလဲဖခင်ခိုင်းရင်လှုပ်လိုက်အဲ့အဲမှာဖခင်ကောင်းကြီးရှိတယ်ဖခင်ရဲ့တိဆောက်ခြင်းရှိတယ်ဟာလေလုယာကျမလို့စတင်တော့ဖခင်ရဲ့မျက်မှောက်တော်ကိုဝန်ရကြီးကိုမှောက်အောက်ကဘေဘီလေးဘလောက်ပဲရှိနေပြီကျမကိုးကွယ်တဲ့အခါမှာအသင်းတော်တစ်ခုလုံးကအဲ့အချိန်မှာမှဒူးထောက်ပြီးတော့ဖခင်ကိုကိုးကွယ်ကြတယ်အသင်းသားတွေထဲမှာငိုကြွေးတဲ့အရာတွေနောက်ဆုံးအသင်းအုပ်ဆရာကအစငိုကြွေးတဲ့အရာတွေရှိတယ်ကျမနားတော့မလဲဘူးအမှန်တိုင်းပြောရမယ်ဆိုရိုးရိုးသားသားပြောရမယ်ဆိုရင်ကျမအာရပါရကိုးကွယ်ပြီးတော့တနိုင်ကျော်လောက်ကြာတဲ့အခါမှာကျမအိမ်ပြန်တဲ့အခါမှာလမ်းမှာဘုရားသခင်ရဲ့သမီးဘာတွေလုပ်မိလဲမသိဘူးရိုးသားသားပြောပြတာဒါနဲ့အဲ့ဒီအချိန်မှာဘေးနားမှာရှိတဲ့ကျမကိုကြိုးစိုးအခန့်တဲ့အဲ့အမျိုးသမီးကကျမကိုလိုက်ပို့ပေးတဲ့အမျိုးသမီးကဘာပြောလဲဆိုဆရာမတဲ့ကျမကိုးကွယ်နေတဲ့အခါမှာတဲ့ကျမတခါမှမဖြစ်ဘူးတဲ့ဖခင်ရဲ့တုတ်ထိခြင်းကျမခံစားရတယ်တကိုယ်လုံးခေါင်းကနေခြေပေါ်အထိဟာတခါတည်းဖခင်ရဲ့တကိုယ်တော်စီးစင်းခြင်းတခါတည်းဝုန်းငနဲ့ဒီလိုခံစားရတယ်ဟာလေလုယာယေရှုတော်ပဲကိုဘာလုပ်လိုက်မှန်းကိုမသိဘူးဖခင်ခိုင်းလို့သာလုပ်ရတာကိုရဲ့ညံနဲ့လိုက်လို့မမီနိုင်တဲ့အရာဖြစ်တယ်ကဲကိုကျော်ထအောင်ဒါမထတော့ရမ်းချစ်စရာကောင်းတယ်လက်ခုပ်တီးပေးပါဦးတနေ့နောက်ထပ်တရရောက်လာတဲ့အခါမှာအဲ့မှာရှိတဲ့အသင်းအုပ်ဆရာနဲ့သူ့ရဲ့မိသားစုနဲ့ကျမတို့ဆုံတွေ့တဲ့အခါမှာသူကဘာပြောလဲဆိုကျွန်တော်ဖခင်ရဲ့မျက်မှောက်တော်ထဲမှာဖခင်ရဲ့တုတ်ထီခြင်းမခံစားတာ3နှစ်ရှိပြီတဲ့ဒီတိုင်းပဲကျွန်တော်အမှုတော်ဆောင်နေတယ်ဒါပေမဲ့ဖခင်သခင်လှုပ်ရှားခြင်းဆိုကျွန်တော်ဘာမှနားမလဲဘူးတဲ့ဒါပေမဲ့ဒီနေ့မှာတော့ကျွန်တော်ကိုဖခင်သခင်အသက်တဖန်ပြန်လဲပြီးတော့တုတ်ထီသွားတယ်ကျွန်တော်ရဲ့နှလုံးသားထဲမှာဖခင်သခင်မျက်မှောက်တော်ကိုပြန်လဲခံစားစေတယ်တဲ့ကျွန်တော်ပြော one act of obedienceတနည်းအားဖြင့်ဖခင်ရဲ့စကားကိုနားထောင်လိုက်ခြင်းဆိုတဲ့တစုံတစ်ခုသောအမှုရာကအသင်းတော်တစ်ခုလုံးကိုတိဆောက်เสียအကြောင်းဖြစ်စေတယ်အာမင်အခုဒီနေရာမှာလေဩဘဒေတုံကတော့အခုနဩဇာလိုမျိုးကောင်းနှုတ်ကပတ်တော်ကိုမသိပေမဲ့ဖခင်ရဲ့မျက်မှောက်တော်ကိုကြိုဆိုတဲ့အခါမှာကြောက်ရွံ့ရိုသေခြင်းနဲ့သူကြိုဆိုလိုက်တယ်နှိမ့်ချခြင်းနဲ့သူကြိုဆိုလိုက်တဲ့အခါမှာကောင်းကြီးမင်္ဂလာခံစားရလို့ဟိုဘက်မှာနန်းတော်မှာနေတဲ့ဒါဝိဒ်ကတော့မှအားသိရတဲ့အစဉ်ဖြစ်လာတယ်ဒီနေ့ကျွန်မပြောပြမယ်ဖခင်ရဲ့မျက်မှောက်တော်နဲ့အတူနေထိုင်တဲ့သူကဖခင်ရဲ့မျက်မှောက်တော်ထဲမှာနေတတ်တဲ့သူက
ကျမတို့မထင်ထားတဲ့ကျမတို့အထင်သေးထားတဲ့သူတရားဘလောက်ပဲဖြစ်နေပါစေဘုရားမျက်မှောက်တော်ကိုကြိုးစင်သူအသင်ထက်သာသွားလိမ့်မယ်ပညာမတတ်တဲ့သူပဲဖြစ်နေပါစေအသက်ကြီးတဲ့သူပဲဖြစ်နေပါစေအခုမှခရစ်ယာန်ဖြစ်ကာစသူတယောက်ပဲဖြစ်နေပါစေသူကဘုရားရဲ့မျက်မှောက်တော်ကိုကြိုးဆိုတတ်တယ်ဆိုရင်သင်ထက်အရှိရောက်သွားလိမ့်မယ်ဝိညာဉ်ပိုင်းဆိုင်မှာသင်ရဲ့အရှိကိုရောက်သွားမှာဖြစ်တယ်